ကရမမနားထိုင်နေငွေယူကြီးကျွန်တော်တို့အခုကြောက်လိုင်ကူတွေရှိတဲ့တောရကျောင်းတစ်ချောင်းရောက်ရှိနေတာပဲဖြစ်ပါတယ်ဒီကြောက်တွေကဆိုလို့ချင်းဒါကြောက်ရှင်တွေပေါ့နော်တစ်နှစ်နဲ့တစ်နှစ်ကမတူဘူးခင်ဗျဒီကြောက်တွေကတစ်နှစ်နဲ့တစ်နှစ်ကိုအပေါ်ကိုသူကအနည်းဆုံးတပေပေါ့နော်6လက်မအဲ့လောက်ထိပွားတယ်လို့စီဆရာတော်ကပြောတယ်ပေါ့နော်ဒီကြောက်ရှင်တွေဒါကြောက်ရှင်တွေလို့ဆရာတော်ကပြောတယ်ပေါ့နော်ခုနကဆရာတော်ကျွန်တော်တို့လူဝဲပစ္စည်းလူဝဲဝတ္ထုပစ္စည်းလေးကြော့ပြီးတော့ရေစက်ချတရားနာလိုက်ပါနော်ဆရာတော်ဖွင့်ပေးတယ်ပေါ့နော်ကျွန်တော်တို့ရိုက်ဖို့ဒီကြောက်တဲ့အကြောင်းလဲသူရှင်းပြလိုက်တယ်ပေါ့နော်ဒါကြောက်ရှင်တွေဖြစ်တယ်တဲ့ဒီကြောက်တွေကတစ်နှစ်ကိုတိုးပွားနေရပါတော့ပွားလာတယ်တဲ့ဒီမှာပါနော်တိတတာပို့ပြီးတော့မှတိုးပွားနေတယ်ဆိုတော့ကြောက်ကိုဆရာတော်ခုလိုပဲကာယံတော့နော်ကာယံထားတာပဲဖြစ်ပါတယ်ခင်ဗျာဟိုပုံမှာဆရာတော်ပါနော်รอบนี้ก่อนนะไปทำถึงทำต่อเพชรเก็บไม่ลืมก็ไม่น่าเราเห็นดิโอ้ยอายุต้องอายุผ่านมาอายุเนี่ยทำไมเอาไปชิ้นเปียกอะไรเจ้าสวยอีกจานนะเจ้าสวยอีกจานนะเนี่ยရှင်းပါရှင်းရနေပါလေပြောနေတယ်ไม่ต้องมาวาดนี่คือธรรมชาติลวดลายสีสวยลิ้นโอดของลิ้นสวยเด่นมากเลยไม่ค่อยเห็นช่วงนี้ไม่ค่อยเห็น
ချင်းနဲ့ဘာလို့လဲလင်းလို့ရှိ ချင်းနေရတော့နားဒေသကနေရောလာတယ်ဒီလိုချင်းအကြောင်းရတာ လင်းလို့ရှိလာကြတယ်ဒီခိခန့်ကောင်စီကြည့်တယ် ဒီလိုကံရတော့ပုံဆိုးတယ်ချောင်းချုံနေရိုက်တာ အဲ့ဒါ တမီးတို့ချင်းတော့အဲ့ဒါပုံလိုက်တယ်တော့ဆရာမဆိုရင်တော့တပြေး ဟုတ်ကဲ့အဲ့ကိုဆုံးသေးမှာဟိုဘက်မှာတော့မလဲကြည့်ဘူး အန်ကတော့ကျဲတယ်ဗျ ကျေးလက်ကျဲ ရှေ့ ရှေ့တော့ကြောင့်သွားတယ် လိုက်ပါပုံစံမျိုးရှေ့တာ ဒီဘက်မှာဆုံးသေးသွားတယ် ဒီမှာသုံးတယ်ရှေ့ရောက်တော့ကျွန်တော်ဝင်ကြည့်မယ်နော်နောက်ရှောက်ပတ်လေကမှမင်းတို့တွေပြောဆုံးတယ် ဆုံးသေးတယ်အဲ့ဒါကိုဘယ်ကြောက်ဆိုရည်နဲ့ခက်ရှိ ဆုံးနေတာတော့ဝင်တော့တယ်ဝင်တော့ဝင်လာ ရိုးရီပါမရိုးရီပါရိုးရီ တော့လည်းမွေးနေစားတယ် အဲ့ဒါကိုကျွန်တော်အောင်ကြည့်သွား ညို့ လိုက်ပေါက်နေများ ဒီဟိုလိုက်ဝင်မှာတွေ့ရတယ်ရိုးဆိုဒါတော့ပြောက်ကောင်းပြန်ပြောက်ကောင်း တက်ချူကြတယ်ပြန်ထွက်မယ်နောက်တစ်ချိန်ပြလာပြန်ထွက်လာပြီးတဲ့အခြေအနေလေးပေါ့နော်။လန်ကူထဲမှာဘာတွေထိုးခြားချက်တွေတွေ့ရလဲ။ဘာတွေစိတ်ဝင်စားတဲ့အကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ လိုက်ဝင်အဆုံးမှာ လန်ကူရဲ့အဆုံးမှာအယိုးစုတစုတွေ့ခဲ့တယ်ပေါ့နော်။အဲ့ဒီနောက်မှာငွေပြူတစ်ကောင်ကရင်ပေါ်မှာနန်းထိုင်တာကိုလည်းတွေ့ရတယ်ပေါ့နော်။အဲ့ဒီမွေရပို့ပြီးတော့ထိုးခြားချက်ပို့ပြီးတော့ရှိတာကျွန်တော်တို့ဘာအန်တရဲမှသူမပြူပန်းနဲ့သူကသူအေးစစ်စစ်ထိုင်ကုန်ပေါ်ကနေမ ထိုင်ကုန်ပေါ်မှာပလင်ပေါ်ပလင်ပြောမှာ ပလင်ပေါ်မှာသူတဘာဝຫນွယ်တွေနဲ့ဖန်တီးထားတဲ့ပလင်ပေါ့နော်အဲ့ပေါ်မှာသူရှိနေတယ်ပေါ့ ငွေရတယ်နောက်ပြကြတော့ဖြူစွတ်နော်ဘောလုံးဖြူစွတ် ဖွေးစွတ်တယ်ဆိုတော့ကျွန်တော်တို့လိုပဲလာရောက်ပြီးမှလေ့လာခြင်းနဲ့ဒီအကြောင်းကိုကျွန်တော်တို့လိုမျိုးလာရောက်ကြည့်ရှုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီဗီဒီယိုဖိုင်ရဲ့အောက်မှာဒီနေရာလေးကိုသင်ချထားပေးမှာပါနော် တော့လှိုင်ကူကကျဲတယ်ပြီးတော့လှိုင်ကောင်းပုံစံမျိုးအလျားရတယ်ရှည်ပြီးတော့တောင်တစ်ပတ်တည်းလုံးပတ်ထားတဲ့ပုံစံမျိုးလို့ယူဆရတယ်ပေါ့နော်ဒီလင်းတို့တွေဆိုတာလည်းတော်တော်များများရှိတယ်ဗျ တော်များရှိတယ် သတိထားပြီးတော့ဝင်ရမယ်ပေါ့နော်လှိုင်ကူထဲမှာလူသူရပ်ပေါင်းနေတဲ့အခါကျတော့လှိုင်ကူထဲမှာကလင်းတို့တွေကမင်းမူနေတယ်လို့ပြောရမယ်ပေါ့နော်နဖူးတွေခေါင်းတွေအကုန်ဝင်တိုက်တာအများကြီးပဲအဲ့တော့ဗီဒီယိုလေးကိုလာကျွန်တော်ရဲ့မိတ်ဆွေတွေကြည့်လိုက်ကြပေါ့နော် လှန်ကူနစ်လာတဲ့ခါကျတော့ဘာဖြစ်လာလဲဆိုတော့အောက်ဆီဂျင်ပြတ်လာတယ် အဆုကျက်လာ အသက်ရှူကျက်လာတယ်ဒီအသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ယောဂရှိတဲ့လူမျိုးတွေဆိုတော့မလာဘူးပေါ့နော်ဒီနေရာမျိုးအဲ့တော့ကျွန်တော်တို့တော့မှပဲဒါအမြန်နောက်ကြောင်းပြန်ဆုတ်လာတယ်ပေါ့နော်လှန်ကောင်းဟိုအဆုံးထိအောင်တော့မှပဲရောက်အောင်မသွားနိုင်ဘူးလှန်ခွဲတွေလည်းရှိသေးတယ်ပေါ့နော်အဲမှာဆိုတော့ဆရာတော်ကတော့အထက်ထိရောက်အောင်လိုက်ပြီးတော့မှပို့မပေးနိုင်ဘူးဒီပေါဝါမှာပဲသူစောင့်ကြံပေးတယ်ပေါ့နော်ဒီပေါဝါထိမှာပဲဒီเจ้าမှာအရင်ထိုင်းသွားတဲ့ဆရာတော်တစ်ပါးရဲ့ရုပ်ပုံတူရုပ်ကလပ်ကိုလည်းဒီအပေါ်မှာဟိုပြန်ပြီးတော့မှပြုပြင်မွမ်းမံထားတာလည်းတွေ့ရမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ပြန်ပြပေးမှာ